ဟာတာတရုတ်ဆောင်ဂွမ်းမုံကြီးကွယ်လွန်ခြင်းအထူးဝမ်းနဲ့မှတ်တမ်းလောကကြီးမှာကိုယ်တိုင်ငိုနေရရင်တော့မှသူတစ်ပါးကိုပြောအောင်လို့လုပ်နိုင်တဲ့သူတွေကအလွန်ကိုမုံမြတ်လာပါတယ်လူတယောက်ရဲ့တန်ဖိုးကသူရှိနေစင်မှာထက်သူမရှိတော့တဲ့အချိန်မှာပို့ပြီးတော့ထင်ရှားလာတတာလဲတဘာဝတရားပဲဖြစ်ပါတယ်အခုချိန်မှာလဲမြမရုပ်ရှင်လောကရဲ့အယောင်သွေးတစ်ခုပရိသတ်ရဲ့ဘွာမောတွေကိုဟာတာတွေနဲ့စေးကြောပေးခဲ့တဲ့ဇပိုတရုတ်ဆောင်ဂွမ်းမုံကြီးတယောက်လောကကြီးကိုအပီးတိုင်နှုတ်ဆက်သွားခဲ့ပြီလဲဖြစ်ပါတယ်ဒီသတင်းစကားကပရိသတ်တွေအတွက်တော့မယုံနိုင်စရာကောင်းလောက်အောင်လို့ရုပ်တရက်စမ်းကျဲလွန်လာပါတယ်ခင်ဗျာနှလုံးသားတွေကလာတဲ့အပြုံးတွေကိုလူလူစီကိုအရောက်ပို့ပေးနိုင်ခဲ့တဲ့တရုတ်ဆောင်ဂွမ်းမုံကြီးကအသက်82နှစ်အရွယ်မှာပဲဘွာတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာလေဖြစ်ပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာမြန်မာပြည်အနှံ့ပြားမှာရှိတဲ့အနုပညာချစ်ပရိသတ်တွေအားလုံးကလည်းရှင်ထဲမှာစိုးနေပြီးတော့စိတ်မကောင်းခြင်းများစွာဖြစ်ပေါ်ခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အန်ဒီကွမ်ပုံဆိုတာကျွန်တော်တို့အားလုံးရဲ့မိသားစုဝင်တယောက်လိုမျိုးကိုယ့်ရဲ့အတော်ရင်းတယောက်လိုမျိုးယဉ်ဤကျွမ်းဝင်ခဲ့ရတဲ့ဝါရင်အနုပညာရှင်ကြီးတူဖြစ်နေလို့လည်းဖြစ်ပါတယ်။ဘွားရဲ့လောကဓာတ်တွေကိုအနုပညာအင်အားနဲ့တွန်းလှန်ရင်ပရိသတ်တွေကိုတစ်ဖက်ကရီမွန်လိုဖျော်ဖြေပေးနိုင်ခဲ့တဲ့ကွမ်မုံကြီးရဲ့ဘွားနီကုန်းကလည်းအားလုံးအတွက်နှမျောတတကောင်းလာပါတယ်။လူသက်တမ်း82နှစ်ဆိုတာအနုပညာတွေဆက်လက်ဖန်တီးနိုင်သေးတဲ့အရွယ်ပရိသတ်ကိုအတွေးအကြုံရှင်းချက်တဲ့ဟာတာတွေပေးစွမ်းနိုင်သေးတဲ့အရွယ်ဖြစ်ပေမဲ့လည်းသင်္ခါရတရားရိုက်ခတ်မှုအောက်မှာတော့ကျွန်တော်တို့အားလုံးလက်လျှော့လိုက်ရပြီလည်းဖြစ်ပါတယ်ရုပ်ရှင်စကားကြီးတွေဗီဒီယိုစကားတွေနဲ့ရုပ်သံဇာတ်လမ်းတွေပေါင်းများစွာမှာတဲ့သူမရဲ့ပြောင်ပြောလာတဲ့ဟာတာအနုပညာတွေတဘာဝကြကြတရုပ်ဆောင်ချက်တွေကလည်းယနေ့တိုင်းအစဉ်အမြဲတက်ရှိထေချာရှိနေအောင်မှဖြစ်ပေမဲ့လူကိုယ်တိုင်မရှိတော့ဘူးဆိုတဲ့အသည့်ကတော့ရှင်ထဲကိုတကယ်ပဲအေးဆက်သွားစေခဲ့ပါတယ်။ကွမ်မုံကြီးဆွဲနာမည်ကိုကြားလိုက်တာနဲ့ပဲကျွန်တော်တို့ပရိသတ်တွေမျက်စိထဲမှာပြင်းမြင်မိတာကတော့အမြဲတမ်းရှင်းရှင်းပြောပြောနဲ့စကားတန်ဝဲဝဲဟာတာပြလုံးလေးနဲ့လူတိုင်းကိုပျော်ရွှင်အောင်လုပ်ပေးတတ်တဲ့ပုံစံလေးပဲဖြစ်ပါတယ်။သူမကစကားတကားမှာခေါင်းဆောင်မင်းသမီးမဟုတ်ခဲ့ပေမဲ့လည်းစကားတကားလုံးရဲ့အသက်ဝင်မှုမှာတော့သူမပါရင်မပြီးခဲ့ပါဘူးရုပ်ရှင်လောကရဲ့နယ်ပယ်အသီးသီးမှာလည်းခေါင်းဆောင်မင်းသားမင်းသမီးတွေဘလောက်ပဲတောက်ပနေပါစေအန်တီကွမ်မုံကြီးလို့ဇပိုးစရန်တွေပံ့ပိုးကူညီမှုတွေအသက်သွေးမှုတွေမရှိတော့ရင်တော့အဲ့ဒီစကားကြီးကဘလို့မှပြီးဆုံးလာမှာမဟုတ်ပါဘူးကွမ်မုံကြီးကဇက်ရင်တစ်ခုလုံး6ကတ်မသွားအောင်လို့မိမိရဲ့ပင်ကိုဟာတာညံနှုတ်မှုစွမ်းရည်တွေနဲ့အကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့တဲ့ထူကြတဲ့အနုပညာရှင်ကြီးတူပဲဖြစ်ပါတယ်သူမတရုပ်ဆောင်ခဲ့တဲ့အိမ်ပေါ်နေရအတော်နေရဒါမှမဟုတ်ရက်ကွက်တွေကဆက်စုတက်တဲ့သူအစားရှိတဲ့ကရိုက်တာမျိုးတွေကလည်းပရိသတ်ရဲ့ရင်ထဲမှာဆွဲကြံ့နေခဲ့တာလည်းဖြစ်ပါတယ်။သူမကရုပ်ရှင်လောကရဲ့ဇက်ပိုလောကထဲမှာမရှိမဖြစ်ကျယ်ပွင့်တပွင့်ဖြစ်ခဲ့ပါတယ်။သူမရဲ့တရုပ်ဆောင်မှုတွေကလုံးကျန့်ဖန်တီးတာမျိုးမဟုတ်ဘဲနဲ့တဘာဝကြကြနဲ့ရိုးသားမှုရှိတာကြောင့်ကြည့်ရှုသူတွေကလည်းမိသားစုဝင်တယောက်လိုမျိုးခံစားခဲ့ကြရတာလည်းဖြစ်ပါတယ်။စကားတွေထဲမှာအန်ဒီကွမ်မုံကြီးပါလာပြီဆိုရင်လည်းပရိသတ်တွေကဘာပြောဆိုလေးနဲ့ငါတို့ကိုရေမောအလုံးမလဲဆိုပြီးတော့ရင်ခုန်စွာနဲ့စောင်းမျိုးကြည့်ရှုခဲ့ကြရတာလည်းဖြစ်ပါတယ်။သူမရဲ့တဘာဝကြကြဝဲချွတ်ချိုလေးစကားပြောဟန်လေးတွေမျက်နှာအမူအရာအပြောင်းလဲလေးတွေကလည်းမြန်မာရုပ်ရှင်လောကထဲမှာဘယ်သူနဲ့မှမတူပဲတူးတဲ့တာရှိတဲ့ကိုပိုင်ဟန်စင်ကနေချာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အထူးသဖြင့်ရုပ်ရှင်ဗီဒီယိုခေတ်ကောင်းစဉ်အချိန်တုန်းကဆိုရင်အန်ဒီကွမ်မုံကြီးမပါတဲ့ဟာတာဗီဒီယိုဇာကလူမှုရေးဗီဒီယိုကားဆိုတာမရှိသလောက်ကိုရှားပါလာပါတယ်။ထိတ်တန့်မင်းသားကြီးတွေဖြစ်တဲ့ကိုကျော်ရအောင်ကိုလူမင်းကိုခန့်စီသူကိုနေတိုကိုပြေတီဦးအစားရှိတဲ့မင်းသားတွေနဲ့တူတူတွဲဖက်ပြီးတော့ဇက်ရံအဖြစ်နဲ့တရုပ်ဆောင်တဲ့အခါမှာလည်းမင်းသားတွေရဲ့ပြက်လုံးတွေကိုအလိုက်တဲ့အပြန်လန်ပံ့ပိုးပေးနိုင်ခဲ့တာကိုတွေ့ရမှာလည်းဖြစ်ပါတယ်။သူမကကိုယ်တိုင်လည်းလူရှင်တော်တယောက်လိုမျိုးပြက်နိုင်တယ်လို့မျိုးသူတစ်ပါးပြက်လိုက်တဲ့ဟာတာကိုလည်းပုံမတောက်ဖသွားအောင်လို့ပံ့ပိုးပေးနိုင်တဲ့ပါရမီရှင်တူဦးလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လဲဒရိုက်တာတွေကိုထုတ်လုပ်သူတွေကပါစကားတကားရိုက်ကူးတော့မယ်ဆိုရင်အန်ဒီကွမ်မုံကြီးကိုအမြဲတမ်းပထမဦးစားပေးစဉ်းစားရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်အနုပညာရှင်တယောက်ရဲ့ဘဝနောက်ွယ်မှာလည်းအခက်အခဲပေါင်းများစွာပူပင်တောကပေါင်းများစွာရှိစမြဲလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းကွမ်မုံကြီးကသူမရဲ့ပူပင်တောကတွေကိုပရိသတ်တွေရှေ့ဘရောမှထုတ်မပြခဲ့ပါဘူးသူမနေမကောင်းဖြစ်နေချိန်မှာတော့ကင်မရာရှေ့ရောက်ရင်တော့ပရိသတ်တွေကိုရီမောအောင်လို့လုံနိုင်စွမ်းရှိတဲ့သူလည်းဖြစ်ပါတယ်အနုပညာသမားတယောက်ရဲ့ဘဝကလည်းအပြည့်မန်းကကြည့်ရင်လှပခြင်းလှပနေပါလိမ့်မယ်ဒါပေမဲ့နောက်ွယ်ကရုံးကန်ရမှုတွေကျမ်းမာရေးအခြေအနေတွေနဲ့မိသားစုစားဝတ်နေရေးပူပန်မှုတွေကလည်းတာမန်လူတွေထက်တောင်ပိုပြီးတော့လေးလံတတ်ပါတယ်အနီကွမ်မုံကြီးကအသက်အရွယ်ရလာတဲ့မျှကျမ်းမာရေးချိုးတဲ့မှုဝေဒနာအချို့ကိုခံစားခဲ့ရဘူးပေမဲ့ရိုက်ကွင်းပေါ်ရောက်သွားရင်ကင်မရာမီးမောင်းတွေလင်းလာပြီးဆိုရင်တော့သူမရဲ့နာကျင်မှုတွေအားလုံးကိုဖျောက်ဖျက်ပြီးပရိသတ်တွေအတွက်အပြည့်အဝပေးဆက်တတ်သူလည်းဖြစ်ပါတယ်ကျွန်မကတော့ပရိသတ်တွေပြောရင်ကျင်းတတ်ပါပြီဆိုတဲ့စကားလေးတိုင်းပဲနောက်ဆုံးအချိန်ထိအနုပညာလုပ်တွေကိုစူးစမ်းအားထုတ်သွားခဲ့ပါတယ်ကွမ်မုံကြီးရဲ့ဟာသားတွေကရိုင်းဆိုင်ကျန်းတဲ့နာမျိုးမဟုတ်ဘဲနဲ့ချစ်စရာကောင်းတဲ့ပုံစံမျိုးနဲ့မလို့လူကြီးလူငယ်မျိုးချစ်ခင်ကြရလဲဖြစ်ပါတယ်
တခါတလေမှာအနှိမ်ခံရတဲ့ character မျိုးကိုတောင်စေတနာပြည့်နဲ့တရုပ်ဆောင်တက်တာကလည်းသူမရဲ့အနုပညာပေါ်မှာထားတဲ့တစ္ဆာတရားလည်းဖြစ်ပါတယ်လူများစုကကိုယ်နှိမ်ချဆက်ဆံတာရေးစရာအဖြစ်နဲ့လောက်တာမျိုးကိုမကြိုက်ကြပေမဲ့အန်နီကွမ်းမုံကြီးကတော့ပရိသတ်တွေတစ်ချက်လောက်ရေမောပြုတ်ရှင်သွားရဖို့အတွက်မိမိကိုယ်ကိုအနှိမ်ခံ character အယူကွက် character အခုခံ character စာရှိတဲ့ character မျိုးတွေကိုလည်းစိတ်ဆိုးမှန်ဆိုခြင်းမရှိဘဲနဲ့စေတနာပြည့်နဲ့တရုပ်ဆောင်ပေးခဲ့ပါတယ်ဒါကလည်းတကယ်လူပညာရှင်စစ်စစ်တွေမှာပဲရှိတဲ့ကြီးမြတ်တဲ့စိတ်ထားပဲဖြစ်ပါတယ်သူမရဲ့နုပညာတရံတစ်လျှောက်မှာလည်းအငိမ့်နေပြားဆက်တွေရုပ်ရှင်စကားကြီးတွေမှာမပေါ်မပန်းပါဝင်အားဖြည့်ခဲ့ပြီးတော့လှုပ်ဖို့ကင်ဖက်အနုပညာရှင်တွေပေါ်မှာလည်းအမြဲတမ်းနှိမ့်ချစွာကူညီတတ်သူလည်းဖြစ်ပါတယ်ဝိုင်းရင်ကြီးမာတဲ့တရုပ်ဆောင်ကြီးဖြစ်ပေမဲ့လည်းနောင်တက်လာမယ်မျိုးဆက်တဲ့တရုပ်ဆောင်ငယ်လေးတွေကိုလက်တွဲခေါ်ယူပြီးတော့တရုပ်ဆောင်ဟာကွက်တွေကိုတင် जा ပြတာပေးခဲ့ပါတယ်မိမိကြောင့်တပားသူစိတ်နောက်ချက်မဖြစ်เสียဘူးဆိုတဲ့ခံယူချက်နဲ့ရိုက်ကွင်းအချိန်လေးနက်ထားမှုတာဝန်ယူမှုတာဝန်ခံမှုတွေကလည်းလေးစားအတူတူစရာကောင်းလာပါတယ်အနီကွမ်းမုတ်ကြီးရဲ့ဘွားကလည်းအနုပညာနဲ့စတင်ခဲ့ပြီးတော့အနုပညာနဲ့ပဲအဆုံးသတ်သွားခဲ့တယ်လို့ပြောရင်လည်းမမှားပါဘူးခင်ဗျာအခုချိန်မှာတော့ကျွန်တော်တို့ကိုရှီမောခြင်းနဲ့အမြဲပေးခဲ့တဲ့စကားတန်ဝဝဲလေးနဲ့ပရိသတ်တွေကိုချုံမြူခဲ့တဲ့ကွမ်းမုတ်ကြီးတယောက်လောကကြီးကိုအပြီးတိုင်နှုတ်ဆက်သွားခဲ့တာလည်းဖြစ်ပါတယ်ဒီသတင်းစကားကအနုပညာလောကသားအတွက်သာမကပဲနဲ့သူမကိုချစ်တဲ့မြန်မာပြည်နှံကပရိသတ်တွေအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ပါတယ်အခုလိုမျိုးအချိန်အခါမျိုးမှာလည်းမိဘပြည်သူတွေကနေစဉ်လူမှုစီးပွားရေးဘဝအခက်အခဲတွေစိတ်ဖိစီးမှုတွေကြားထဲမှာရုန်းကန်နေကြရတာလည်းဖြစ်ပါတယ်ထို့သောစိတ်မွန်ကြက်မှုတွေကြားတွေကနေအနီကွမ်းမုံကြီးရဲ့ဟာတာဗီယူလေးတွေကိုကြည့်ပြီးတော့ခဏတာစိတ်ပန်းဖြစ်ရီမောခဲကြရတာလည်းဖြစ်ပါတယ်အခုလိုမျိုးဘွားမော်ရီကိုဖြေဖြောက်ပေးမယ်တရုတ်ဆောင်ကောင်းတို့ထမ်းမှကွဲလွန်သွားခြင်းကလည်းလူလူအတွက်တော့ကြီးမားလာတဲ့ဟာခွက်ကြီးတစ်ခုဖြစ်နေကြံရစ်ခဲ့ရလည်းဖြစ်ပါတယ်သူမမရှိတော့ပေမဲ့လည်းသူမခြံထားရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုဇာတ်ကားတွေကဟာတာပြကွက်တွေကပရိသတ်တွေရဲ့ရှင်ထဲမှာတော့အမှတ်တရဖြစ်နေအမြဲတမ်းရှိနေမှာလည်းဖြစ်ပါတယ်ကွမ်းမုံကြီးရဲ့ဇောလုံးပါတည်းဆိုတဲ့စာသားလေးတွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတာကိုကြည်ကျင်အဖြစ်သူမကလူသားတွေရဲ့နှလုံးသားထဲမှာဘယ်လောက်တော့နေရာယူထားခဲ့တယ်လဲဆိုတာကိုသိတာလာပါတယ်ခင်ဗျာ Facebook TikTok အစရှိတဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်းအန်နီကွမ်းမုံကြီးကွယ်လွန်ခြင်းသတင်းပြန့်နှံ့လာတဲ့အခါမှာလည်းအနုပညာရှင်မိတ်ဆွေအပေါင်းအသင်းနေတာမကတာမန်ပြည်သူပြည်သားတွေကပါသူမရဲ့ဓပုံလေးတွေကိုတင်ပြီးတော့ဝမ်းနဲ့ကြေဝဲကြောင်စာစုလေးတွေရေးသားခဲ့ကြပါတယ်ဒါကအနီကွမ်းမုံကြီးတပွားလုံးပရိသတ်တွေပေါ်မှာပေးဆက်ခဲ့တဲ့စေတနာရင်းနဲ့တံမြန်တက်ရောက်မှုရရှိလာခဲ့တဲ့ပြည်သူမြတ်တာစစ်စစ်တွေပဲဖြစ်ပါတယ်အနုပညာရှင်တယောက်အတွက်အမြင့်မြတ်ဆုံးဆုလက်ကလည်းပတ်စံအာဏာမဟုတ်ဘဲနဲ့မိမိကွယ်လွန်သွားတဲ့အချိန်မှာပြည်သူတွေကတလေးစားနဲ့နှမျိုးတတလွမ်းဆွကြံခဲ့ခြင်းပဲဖြစ်ပါတယ်အနီကွမ်းမုံကြီးကအဲ့ဒီဆုလက်ကိုအပြည့်အဝပိုင်ဆိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်ဘွားတစ်လျှောက်လုံးမှာလည်းသူတစ်ပါးအပုတ်ချတာတိုက်ခိုက်တာမျိုးတွေကင်းဝေးပြီးတော့မိမိရဲ့အနုပညာလမ်းကြောင်းပေါ်မှာပဲဖြောင်းဖြောင်းတန်းနဲ့ရှောက်လန်းသွားခဲ့တာကြောင့်ပဲဘသူမဆိုသူမရဲ့နာမည်ကိုကြားလိုက်ရင်ချစ်ခင်စိတ်တနာကယူနာစိတ်တွေဖြစ်ပေါ်လာခဲ့ရင်တော့တဘာဝကြလာပါတယ်ခင်ဗျာကွမ်မိုကြီးတယောက်ကောင်းရသူကတိကိုရောက်ရှိပါစေသူမပေးခဲ့တဲ့အပြုံးတွေသူမဖြိုပေးခဲ့တဲ့ရီမောချင်းတွေကလည်းသူမအတွက်ကုသိုလ်ကောင်းမှုတွေဖြစ်နေခဲ့မှာပါနောက်ဘွားဆက်တိုင်းမှာလည်းအခုလိုပဲအများသူငါကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့ပရိသတ်တွေချစ်ခင်ရတဲ့အနုပညာရှင်မလေးဖြစ်ပါစေလို့ကျွန်တော်တို့အားလုံးကဆုတောင်းပေးလိုက်ရပါတယ်ဗုဒ္ဓဘာသာအယူအဆအရလူများကိုစိတ်ချမ်းသာအောင်ပြုံးရွှင်အောင်လုပ်ပေးနိုင်တဲ့သူတွေစိတ်နှလုံးပူပန်မှုတွေကိုပျောက်ကင်းအောင်လို့ကုသိုလ်စိတ်ဖြစ်ပေါ်အောင်စွမ်းဆောင်ပေးနိုင်သူတွေကနှက်ရွာသူကတိကိုလာရတတ်တယ်လို့ဆိုရိုးလည်းရှိပါတယ်အနီကွမ်မုတ်ကြီးကလည်းသူမရဲ့ဘွားတက်တန်း82နှစ်အတွင်းမှာပဲလူသားမောင်များစွာကိုရီမောခြင်းကုသိုလ်တွေပေးဝေခဲ့တာဖြစ်လို့ကောင်းရမွန်ရဘွားတစ်ကိုရောက်ရှိမှအေကံမလွယ်ပဲဖြစ်ပါတယ်အနီကွမ်မုတ်ကြီးကွယ်လွန်သွားခြင်းကလည်းမြန်မာဥရှင်လောကအတွက်ဟာတာကျယ်ပွင့်တပွင့်ကျွေလွင့်သွားခြင်းဖြစ်တယ်လို့နောက်ထပ်အစားထိုးဖို့မလွယ်ကူတဲ့ဇဘိုးပညာရှင်တူဆုံးရှုံးလိုက်ရခြင်းလည်းဖြစ်ပါတယ်ယနေ့ခေတ်မှာဟာတာတရုပ်ဆောင်တွေအများကြီးရှိပေမဲ့လည်းအနီကွမ်မုတ်ကြီးလိုမျိုးစကားတန်ဝဲဝဲလေးနဲ့မိခင်တယောက်လိုနှွေးထွေးတဲ့ဟန်ပန်အေချမ်းတဲ့မူရမျိုးနဲ့ဟာတာလုံးနိုင်တဲ့သူကတော့တကယ်ပဲရှာပါလွန်လာပါတယ်သူမှခြံထားရခဲ့တဲ့အနုပညာအမွေနှစ်တွေဖြစ်တဲ့ရုပ်ရှင်ကားကောင်းတွေကလည်းနောက်မျိုးဆက်တဲ့ဟာတာတရုပ်ဆောင်တွေအတွက်တော့လေ့လာစရာအထူးစရာစာအုပ်ကြီးတအုပ်လိုမျိုးဖြစ်နေတော့မှလည်းဖြစ်ပါတယ်ဘွားနောက်ဆုံးအချိန်ထိအနုပညာလုပ်ကိုရိုးသားစွာနဲ့လောက်ကင်သွားခဲ့ပြီးတော့မြည်သူ့အပေါ်မှာရန်ညိုးအတေးမထားဘဲနဲ့အေဂျင့်စွာနေထိုင်သွားခဲ့တဲ့အနီကွမ်မုတ်ကြီးရဲ့ပုံရင်ကလည်းကျွန်တော်တို့ရဲ့ရှင်ထဲမှာတော့ဘရောမှပျောက်ပြတ်သွားမှာမဟုတ်ပါဘူးခင်ဗျာသူမရဲ့ရုပ်ခန္ဓာကြီးကမြေကြီးတဲကိုရောက်ရှိသွားပေမဲ့လည်းသူမပေးခဲ့တဲ့ရည်တန်တွေမြန်မာပြည်သူရဲ့ရှင်ထဲမှာတော့လွင့်ပြန်နေဦးမှာလည်းဖြစ်ပါတယ်လူလောကကြီးတဲ့ကိုရောက်လာတဲ့အခါအားလုံးကငိုပြီးတော့ရောက်လာကြပေမဲ့ပြန်လဲထွက်ခွာသွားတဲ့အခါမှာတော့မိမိကြောင့်တခြားသူတွေကငိုကြွေးကြံရအောင်လို့နေထိုင်သွားနိုင်ခြင်းကလည်းဘွားရဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်တရုတ်ဆောင်အနီကွမ်မုတ်ကြီးကလည်းအဲ့လိုမျိုးအောင်မြင်တဲ့ဘွားပိုင်ရှင်တူဖြစ်ခဲ့ပါတယ်သူမကွယ်လွန်သွားတဲ့အချိန်မှာတော့တနိုင်ငံလုံးကပြည်သက်တွေမျက်ရည်ကျကြမ်းရခဲ့ရတာကသူမလူလောကထဲမှာဘလောက်ထိအသုံးဝင်ပြီးတော့တန်ဖိုးရှိတဲ့သူဖြစ်ခဲ့တယ်လဲဆိုတာတသိပြနေခဲ့ပါတယ်ဘွားမိုးတွေဒဏ်ရာတွေဂျားတွေကနေကျွန်တော်တို့ကိုအမြဲတမ်းပြုံးနိုင်အောင်လို့ဖန်တီးပေးခဲ့တဲ့အတွက်အနီကွမ်မုတ်ကြီးကိုပြည်သက်တွေအားလုံးကိုစားအထူးပဲကျေးဇူးတင်ရှိပါတယ်လူလောကရဲ့82နှစ်တာခီးစဉ်ကိုအကောင်းဆုံးရှောက်လန့်ပြီးတော့တာဝန်ကျေပွန်သားနဲ့ထွက်ခွာသွားခဲ့တဲ့ဝိုင်းဟာတာဇဘိုတရုတ်ဆောင်ကြီးကွမ်မုတ်ကြီးဘွားကူကောင်းပါစေဒုက္ခကသိငြိမ်းအေးရအမှန်မျက်နှိပ်ပံကိုရောက်ရှိပါစေကြောင်းနဲ့နောက်ဘွားဆက်တိုင်း
ပိုင်းမှာလည်းပြည်သူချစ်တဲ့အမှုပညာရှင်ကြီးဖြစ်နေပရိသတ်ကိုဆက်လက်ဖျော်ဖြေနိုင်ပါစေကြောင်းစုမုံကောင်းတောင်းရင်းနဲ့ပဲညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဆုံးနီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ